မ်းသာသူတွေဘာလို့မထင်ရှားသလဲတင်တို့သတိထားမိဘူးလားတကယ်ချမ်းသာတဲ့လူတွေကသူတို့ရဲ့ပိုင်ဆိုင်မှုကိုအများကြီးမပြတတ်ဘူးဆိုတာသူတို့ကားတွေကတာမန်ပဲအိမ်လည်းအများမကြီးဘူး Facebook TikTok မှာလည်းသူတို့ငွေကြေးအောင်မြင်မှုကိုမတင်ဘူးဒါကမတော်တဆမဟုတ်ဘူးဒါဟာ strategy တစ်ခုပဲတကယ်ချမ်းသာမှုဆိုတာပြသဖို့မဟုတ်ဘူးတိတ်တိတ်လေးတီဆော့ဖို့ပါလူတော်တော်များများကငွေရှိတာကိုပြချင်းကြတယ်ဒါပေမဲ့ပြလိုက်တဲ့အခါလူတွေကမင်းကိုတွက်ချက်လာမယ်အကူအညီတောင်းလာမယ်မင်းကသူတို့ကိုပေးတဲ့နေလို့မျောလင့်လာမယ်အဲ့ဒါကြောင့်တကယ်ချမ်းသာခြင်းရင်မပြဘဲနဲ့တီဆောက်တတ်ရမယ်မှတ်သားရမယ်အဓိကအချက်တွေကတော့ဘောက်စားလာစာရတာနဲ့စုဖို့ကိုအကျင့်ဖဲပါငွေကြီးရှိကြောင်းကိုမပြောပါနဲ့အကျွေးနဲ့ဇေလန့်ဖစီမဝဲပါနဲ့ဆိုရှယ်မီဒီယာမှာမချပြောပါနဲ့အိမ်ကိုမတတ်နိုင်တာထန်မဝဲပါနဲ့လာစာတိုးတိုင်း lifestyle မတိုးပါနဲ့ယင်းဤမြုံနှံမှုကိုပုံမှန်လုပ်ပေးပါတိတ်တိတ်လေးဝင်ငွေတီးဆော့ပါတကယ်တော့ချမ်းသာမှုဆိုတာလူတွေမြင်အောင်ပြတာမဟုတ်ဘူးမင်းဘဝကိုမြင်လိုချင်တယ်လို့ရွေးချယ်နိုင်တဲ့အခွင့်အရေးရဖို့ပါ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဒီလိုတိမဲ့ဆရာဇလန်လေးပုံမှန်တင်ဆက်ပေးသွားမှာချစ်လို့ဒီ channel ကို like and subscribe နဲ့ notification ကိုတင်ပေးသွားအောင်နော်။